ဂုတ်လ23ရက်နေ့တွင်အထူးရ4နိုင်တင်းနယ်မျိုးတင်နှင့်နိပညာသင်များအားဝန်စီလေ့လာခြင်းနှင့်တင်းနယ်ပို့ချပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာယင်းကျင်းနှင့်စီလုံးရေးကော်မတီအတွင်းမှုအဖွဲ့အတွင်းမှုဦးအားလူဦးဆောင်သောစိုက်ပျိုးရေးလမ်းပန်းဆက်သွယ်ရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့သည်တင်းနယ်မျိုးတင်သုတေသနပညာရှင်အဖွဲ့နှင့်ပူးပေါင်း၍ခရိုင်3ခုမှဒိုင်နယ်အဆင့်စိုက်ပျိုးရေးကိုယ်စားလှယ်များအားစိုက်ခင်းများအတွင်းခေါ်ဆောင်ကာလက်တွေ့ကွင်းဆင်း၍တင်းနယ်ပို့ချပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ကွင်းဆင်းလေ့လာရေးအဖွဲ့သည်စက်သက်စိုက်ပျိုးရေးစခန်းတည်တည်တို့ရောက်၍စပားပင်များ၏စိုက်ပျိုးဖြစ်ထွန်းမှုမြို့ပွားစိုက်ပျိုးမှုနှင့်စံချိန်စံညွှန်းမြေစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကိုအဓိကထားကြည့်ရှုစစ်ဆေးခဲ့ပြီးပြောင်းဆန်ပြောင်းဖို့တောင်ရစပားစသည့်တည်နယ်နှင့်စီထွက်တည်နယ်များ၏စံသက်စိုက်ပျိုးမှုအခြေအနေများကိုလည်းလေ့လာခဲ့ကြပါသည်။တင်နှင့်တွင်စပားစိုက်ပျိုးရေးကိုအဓိကထား၍မြေစီလွှာပြုပြင်ခြင်းမျိုးစိရွေးချယ်စိုက်ပျိုးခြင်းပိုးမွှားအန္တရာယ်နှင့်ရောဂါကာကွယ်ခြင်းသိပ္ပံနည်းကျတက်မြေဩဇာစနစ်တကျသုံးစွဲခြင်းစသည့်လက်တွေ့အသုံးဝင်သောနည်းပညာများကိုပညာရှင်များကမြေပြင်ကွင်းဆင်း၍တင်နှန်းပို့ချပေးခဲ့ပါတယ်။ဆက်လက်ပြီးဒေသတွင်စိုက်ပျိုးရေးနည်းပညာရှင်များမွေးထုတ်ပေးရေး၏အရေးပါမှုကိုအတွင်းမှုအဖွဲ့အတွင်းမှုဦးအားလူကမြေပြင်ကွင်းဆင်း၍အထူးပြုတိတ်သွင်းပြောကြားခဲ့ပြီးတင်နှန်းသားများအနေဖြင့်စိုက်ပျိုးရေးနည်းပညာများကိုကျေးလက်ဒေသအထိပြန်လည်ဝင်မြရန်စားနပ်ရိက္ခာဖူလုံရေးကိုခိုင်မာစွာထိန်းသိမ်းရန်နှင့်ပြည်သူများ၏ဝင်ငွေတိုးတက်စေရေးကိုဥဆောင်လမ်းပြရန်တိုက်တွန်းမှာချခဲ့ပါတယ်။တင်နန်းသားများကလည်းယခုတင်နန်းသည်လက်တွေ့စိုက်ပျိုးရေးနှင့်တရက်ကိုက်ညီပြီးအလွန်အသုံးဝင်ကြောင်းပြောကြားခဲ့ပါတယ်။နောက်တစ်ဆက်အနေဖြင့်အထူးဒေသသည်စိုက်ပျိုးရေးဆိုင်ရာကုညီထောက်ပံ့မှုမူဝါဒများကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားမည်ဖြစ်ပြီးဒေသတွင်စိုက်ပျိုးရေးနည်းပညာရှင်ဖွဲ့ကိုပုံမခိုင်မာအောင်တည်ဆောက်ကတီးနယ်နှင့်စီထွက်တီးနယ်များစံပြစိုက်ပျိုးမှုများကိုတိုးမြင့်ဆောင်ရွက်၍စိုက်ပျိုးရေးကဏ္ဍကိုသိပ္ပံနည်းကျရေးနှင့်စက်မှုလျှပ်စနစ်တို့ဦးတည်ဖွံ့ဖြိုးတိုးတက်အောင်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းတင်ဆက်လိုက်ပါရရှင်